Nta Dingshawn Chyeju Shakawn Nta Dingshawn Hpawng Mungga Chyeju Shakawn Nku Shangwa Yang Shaman Lula Nara Ai Shingan Bruwa Yang Chyeju Shakawn Lula Nara Ai Tut na cái đó anh để xong nán xài hết Senhkum na chúng lại cả chi này na anh để sman cả sơn này na đây lại sman cái riệp này na sao có chinh khá phổ ông ji khán giả ya mi tiện tao tiện mộng nè khuất đi ông ji khán giả ya mi tiện toa đi phía dưới la đi phía dưới ông ji khán giả ya mi anh để số là ai cũng qua Slg.Pau số ông cha thế đúng mình tao chân cái nụ cái na cùng phật nam khăn nụ khănวันthế trời sản xuất ya đại chúng ta nằm thế đại chúng ta mùi tiêu ngạo cả đại chúng ta xuất xu ngạo cả đại chúng ta nhật ya lộ thằng bè sa cũng xin cẳng Senhkum na Tua yang mung Shangwa yang mung Chyeju Shakawn Hpawng na Kawa Kasha Chue Pra We Nye Ming Sang Sa Shaman Ka Sun Let Dai Lai Sum Pan Phe Rep Ki Kat Ka Ai Lo I love you. Bye bye. Bye bye. Các bạn khi mà cho nó những cái về những cái tham gia ngũ thì cái khuyên khi mà ông GPS đã tôi chỉ mà thảo luận phía đi ý anh bảo mà ông chỉ về đồ một bác sĩ đó thảo luận phía đi ý anh này đi thành cho đó mi đa sốရောက်ချင်းစီပေါ်မှာကောင်းကြီးဖြစ်ပါစေတော့ထာဝရဘုရားသည်ဤအိမ်၌ထွက်ချင်းဝင်ချင်းအရောက်စီအပေါ်မှာကောင်းကြီးတက်ရောက်၍ဘုရားသခင်ကယ်တင်ခြင်းအလင်းတရားထွန်းလင်းသောအိမ်ဖြစ်ပါစေတော့သုံးပါတဆူတူတော်ခမည်းတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်ဘုရားနာမတော်မြတ်၌ကောင်းကြီးပေးကြပါ၏အာမင်thế mà cho tôi ra đây phần nợ thế mà cho tôi ra
ရားရှိခိုးမြတ်ပြေနာတော်မူပါအကြောင်းလေးပဲကျွန်တော်ဆုတောင်းပါတယ်အဘဘုရားကြီးဒီနေ့ဟာကျွန်တော်တို့ချစ်ခင်လေးစားပါတော်ဦးပေါင်းဝန်ဆောင်မနဲ့ကျွန်တော်တို့စကုံပေါ်နမ်းတို့နေထိုင်ရာအိမ်မှုအောင်တဲ့ဒီတော်မိသားစုများနဲ့တို့ကျွန်တော်ထားရှိတဲ့ဥပဒေရှိပါ၏ဘုရားဖြစ်မိသားစုများကိုဘာဖြစ်တော်ရှိတဲ့ဒီခဲနဲ့ကျွန်တော်ဒီနေ့ဇာတိယေရှုရှိမောခြင်းကိုဒီမှာဖြစ်ပါတယ်။ဘုရားရဲ့ဒီလိုရောက်ရှိလာတဲ့ရောက်ချင်းစီတိုင်းဒီလိုပေါ့ပေါင်းဝမ်းမြောက်ခြင်းစီတောင်းခြင်းမှုကျွန်တော်နှုတ်ပတ်တော်ကြားနာခြင်းအမှုကျေးဇူးရှိမောခြင်းဒီမှာဘုရားခင်လက်ခံတော်မူပါကျွန်တော်တို့ရဲ့အတူပါရှိတဲ့ဒီစီဝေခြင်းဒီဒီပဲကောင်းကြီးဖြစ်ရာအကြောင်းဖြစ်စေတော်မူပါဒီအကြောင်းကျွန်တော်တို့ရဲ့ဒီဝုပြုစီဝေခြင်းမစမလို့မြတ်တော်ဒီရှုနာမတော်နဲ့ရှုစွာဆုတောင်းဆက်တာအနာကြောက်ပါတော့ပါဘုရားခင်အာမင်ကျေးဇူးတင်ပါတယ်
မြတ်တွေနော်ဆရာနာမြတ်တော့ကျွန်တော်မသိလို့ sorry ပဲဆရာလည်းသူကြည့်စုတယ်ပေါ့နော်ကျွန်တော်တို့အားလုံးကတော့ဝက်ကျွန်တော်တို့အကြောင်းပြီးထားပြီးသားဖြစ်မှာပါကျွန်တော်တို့2018ကနေ USA ကိုရောက်တယ်2018စင်နာလာပိုင်းမှာရှိပေါ့နော်ကျွန်တော်မျိုးလည်းမျိုးတော့2009ခုဆိုင်မှာရအခုမှနော် USA ရောက်လာတော့သူတို့ရောက်လာအဲ့ဒီအချိန်မှာကချင်ဒီဆိုတော့ဒီမှာတိုင်ပဲရှိတယ်သူတို့ဒီမှာမို့သူကချင်လို့ပြမဲ့သူမိမလည်းဖလာမ်ဆိုတော့ဖလာမ်ချက်မှာတော့သူတို့မျိုးပြီးတော့အဲ့ဒါနဲ့သူကကျွန်တော်တို့ကြားကြမှာလည်းကျွန်တော်ကြားကြမှာစုံသွားတာပေါ့နော်ကိုလည်းစီဆရာတော်တို့ကြားကြမှာတဲ့နေရာမှာဆိုတော့ကိုကျွန်တော်တို့2000ကျော်လေးစာပြီးတော့ကျွန်တော်လည်းဆက်ပြီးတော့ပေါ့နော်ဆိုတော့ဒီကြားမှာတက်တဲ့နေရာကြီးရှိတယ်ကျွန်တော်တို့မိသားစုနေရတဲ့အခါမှာပတ်မွန်တွေလည်းနေရာအဆင်ပြေလို့အများကြီးရှိတယ်ပတ်မွန်ဆိုလို့ရှိရင်တော့တော်များတယ်ပြောမှာပေါ့နော်နောက်ဆုံးတစ်ခုဆိုလို့ရှိရင်တော့ကျွန်တော်တို့အပတ်တာအဲ့လိုမျိုးအပြားပေါင်းပြစင်ပြီးဒီလိုမျိုးဆိုကျွန်တော်တို့ဒီရဲ့ဒီလိုမျိုးပေါင်းကြည့်ပြီးတာရှင်းဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒီမလက်ကဲရာရဲ့ပြီးရဲ့အင်္ဂလိပ်ပဲကျွန်တော်စိတ်ထဲမှာမှတ်ယူတာပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးအင်္ဂလိပ်ဆောက်ဖို့ဝယ်ဖို့ဆိုတာအစားကတော့ဒီမှချက်မရှိဘူးအင်္ဂလိပ်တော့ကျွန်တော်လည်းရအောင်နည်းနည်းဝစီဒီနည်းနည်းပူကြည့်ရဆိုပြီးတော့အင်္ဂလိပ်ကြည့်တယ်စကားပြောကြည့်တော့သူတို့ကအဆင်မပြေဘူးအဲ့လိုမျိုးနေရဲ့နဲ့ကျွန်တော်တို့နေမြမှာပုံမမို့နဲ့ဘာပေါ်နာလို့စနေမောင်နာမိသားစုတွေနေထိုင်နိုင်ဖို့ရာအင်ကိုရရှိခံယူခြင်းတဲ့ကွာဖယားရဲ့လက်တော်မှာတောင်းဆက်တာအနာချင်းကျေးဇူးချီးမွမ်းခြင်းရစ်ကိုတင်လူပူဇော်ကြမှာဖြစ်ပါတယ်။ဖဗျာဘုရောကမှာတာတမီးအထူးတကယ်စတောင်းလို့တဲ့အရာတွေရှိကြပါတယ်။ရှုံးစွာဒီအိမ်ရရှိနိုင်ဖို့ရအတွက်အလုံးကအဘက်ဘက်ကနေပတ်ဖို့ကူညီပေးကြတော့သူများကိုလည်းကျေးဇူးတင်ရဲ့ရှိကြပါတယ်။တို့ပြင်ဒီနေ့ဒီကျေးဇူးတော်ချီးမွမ်းခြင်းရစ်ကိုပူဇော်နိုင်ဖို့အလုံးကအဘက်ဘက်ကနေပြီးနေလင်းပေးသူတစ်ပါးရဲ့မနာလိုခြင်းပေးစတဲ့အမှုအရာအားလုံးကနေကိုတော့ပြဝယ်တာပေးပါမယ်အကြောင်းကိုတော့လည်းကောင်းပါဆုတောင်းပါတယ်။ဖဗျာဒီအိမ်မှာကိုတော့ပြရဲ့တာသမီများအိမ်တော်မိသားစုများစတဲ့ဒီနေထိုင်တဲ့နေကနေစပြီးတော့ကိုတော့ပြဒီအိမ်အပေါ်မှာကိုတော့ပြရဲ့တန်ရှင်းတော်ဘုန်းကြီးတော်ပြရဲ့လွန်မို့ခြင်းအုပ်ဆိုးခြင်းအား
Chyeju
ကြောက်ပေါ်နဲ့ဒီတော့အိမ်ကိုအားလုံးနားလေအောင်ပြောမယ်ဆိုလို့ရှိရင်နှုတ်ကပတ်တော်၌ဒီအောင်တော့အသက်တာနှုတ်ကပတ်တော်ဖြစ်တော့ဘယ်လိုဆုံးမလဲဥပမာအများကြီးတုံးပြီးမှဆိုလို့ဆုံးမတာဆိုတွေ့ရတယ်ကြောက်ပေါ်နဲ့ဒီတော့ဒီဆောက်ရင်းနှမျိုးကိုရှင်မတဲ့ခုကဆန်ဒီခုနဲ့အခန်းရင်းဆက်နေမှဆက်ပေါ်မှာတော့ပြရဖြစ်တယ်ဒီမှာအေးဆောက်တဲ့ဒီမျိုးပေါ့နော်ကြောက်ပေါ်မှာဒီတော့အေးနောက်ပြအေးပေါ်မှာအိမ်ဆောက်တော့လူမိုက်အကြောင်းကိုပြောရင်းနဲ့ကျွန်တော်တက်တာနှုတ်ကပတ်တော်အားဖြင့်သက်ရှင်ဖို့လိုအပ်တယ်ဆိုတာကိုပြောရင်းဖြစ်ပါတယ်ဆိုတဲ့အခါမှာဒီနေ့ကျွန်တော်လက်ချက်ပဲပြောပါမယ်နှုတ်ကပတ်တော်မှာဒီတော့တက်တာဆိုတာပါလေဆိုတာချက်နေနဲ့ကျွန်တော်ဝေငှသွားမှာဖြစ်ပါလေပထမအချက်ကတော့နဲ့အင်းလို့ပြောတဲ့အခါမှာဒီအင်းကဘယ်သူ့အတွက်လဲလို့မေးလိုက်လို့ရှိရင်အားလုံးဘယ်လိုဖြေကြမလဲတော့ကျွန်တော်တို့ဒီအင်းကဘယ်သူ့အတွက်လဲကျွန်တော်တို့မိသားစုအတွက်ဖြစ်မှာပါအင်းသူအင်းသားတွေအတွက်ဖြစ်မှာပါဆိုတဲ့အဖြေအားလုံးဖြေကြမယ်လို့ချက်ဒါပေမဲ့နှုတ်ကပတ်တော်အားဖြင့်ကြည့်မယ်ဆိုပထမဒီအင်ကိုဖျားပေးထားတာဘယ်သူအတွက်လဲဖျားအတွက်ဖြစ်ပါလေ for God ဖြစ်ပါလေဒီကောအခန်းကြီးလေးအခန်းကြီးခုနှစ်မှာအပေသူဒီတင်းတို့တွေရှိတဲ့ညသောအရာတို့ဒီဖျားခင်ချပေးတော်မူသောအရာများမဟုတ်ပါတော့သူဖြစ်ပါလက်နဲ့တင်တို့ရရှိထားသောအရာများသည်ဘုရားခင်ချပေးတော်မူသောဆုကျေးဇူးများမဟုတ်တဲ့ကဲ့သို့တင်တို့အပေကြောင့်ကြွားပါသည်အင်္ဂါရီတဲ့ခံသွားတယ်အားလုံးပါပါတယ်အခါတည်းကျွန်တော်တို့ရရှိထားတဲ့ကောင်းကြီးတွေကိုတက်တည်ခံတဲ့အခါမှာကျွန်တော်တို့ဟာဘုရားစီကတော့ထားတာပါဖျားပေးတာတော့ဘာမှမရှိပါဘူးဆရာကြီးပြီးမှတောင်းလိုက်ပါအခါတည်းကျွန်တော်တို့ရဲ့အတွေးကြီးပေါ့ကျွန်တော်တို့တော့စူးစမ်းလို့ဒီလိုဖြစ်လာတယ်ဖျားပေးတာဘာမှမရှိဘူးဆိုတော့ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့တာခရိယာဖြစ်လို့ချီးမွမ်းတာပါတခြားဘာမှတူလို့မရှိပါဘူးဆိုတဲ့သူရခေါ်တဲ့ခါတည်းဝိညာဉ်နဲ့ဒီနေ့နာမအင်ရှင်ပြောသွားတဲ့အခါမှာအားလုံးပါပြီးတာဖြစ်တယ်တော့ဖျားပေးလို့ကျွန်တော်တို့လက်ခံရရှိတာဖြစ်တယ်ဆိုတာပါပြီးတာဖြစ်တယ်မမရအမေရိကမှာအင်ဝေးဆိုတာငွေပတ်စံလို့ပါပေးတယ်လို့ပါဒါပေမဲ့ချမ်းသာမှာတော့ prophet ဟာကေပေါ့နော်အခန်းကြီးနဲ့အခန်းရဲ့ရှစ်ပါရွှေနဲ့ငွေကိုငါပိုင်ပြီးဟုကောင်းကင်ဘုရားအရှင်သာဝရဘုရားမိန်တော်မူ၏ငွေလဲတူပိုင်ရွှေလဲတူပိုင်အရာရာအားလုံးတူပိုင်ဆိုတဲ့အခါမှာကျွန်တော်တို့လက်ခံရရှိတဲ့အရာအားလုံးဟာဘုရားပေးလို့ဒါကျွန်တော်တို့ရရှိတာဖြစ်တယ်ဣသရေလလူမျိုးတွေဘုရားခင်ကတို့အမြဲတမ်းတတိပေးတယ်အဲ့ဒါကိုမမေ့ဘူးအမြဲတမ်းတတိပေးတာဖြစ်တယ်ကျွန်တော်တို့ကောင်းကြီးခံစားရခြင်းအားလုံးဟာဘုရားအတွက်ဖြစ်တယ်ဆိုတာကိုမမေ့ဖို့အမြဲတမ်းတို့တတိပေးတာဖြစ်ပါတယ်တရားဟောရာချအခန်းကြီး8အခန်းငယ်30ကနေ14ကိုဖတ်တဲ့အခါဒီအရာတွေအားလုံးပါပါတယ်အခန်းငယ်30ကနေဖတ်ပါတင်းတို့ဒီအစာကိုဝါစွာစားရကြတဲ့ဖြင့်အစာရေစာပိုးကျွယ်ဝသောပြည်ကိုပေးသနာတော်မူသောတင်းတို့၏ဖျားခင်သာဝရဖျား၏ဂုံကြီးဖျား၏ဂုံကျေးဇူးတို့ကိုချီးမွမ်းဖို့ဖြစ်တယ်။တော့ကျွန်တော်တို့ခရိယာတက်တာမှာကောင်းကြီးနဲ့ချီးမွမ်းခြင်း balance ဖြစ်ဖို့အခါတည်းကျွန်တော်ကောင်းကြီးရအများနေဖို့ဒီမှာစပ်ဖတ်တဲ့အခါမှာဒီတရားဟောရာကျအခန်းကြီး8အခန်းငယ်7ကနေကျွန်တော်တို့စပ်ပြီးမှဖတ်တဲ့အခါမှာမြန်မာလူကျတော့ဘဝမဲ့တယ်ပြောတာပေါ့နော်။ဒါဣသရေလလူမျိုးတွေကရှင်ဘဝကနေပြေနှုတ်တော်မူလို့ဖျားကိုမမေ့ဖို့ရတယ်ပေးခြင်းခံရတယ်။ဒါပေမဲ့
ကျွန်တော်တို့သမိုင်းကိုကြည့်တဲ့အခါမှာတို့ဘလောက်တတိပေးနေရဖြစ်ပါတယ်ဒီအခါမှာကျွန်တော်တို့ကောင်းကြီးခံစားရတဲ့အခါမှာချီးမွမ်းခြင်းဒီမှာကျေလောင်ဖို့ဒီမှာတော့မှအရေးကြီးပါတယ်ဂျေဇုကောင်းကြီးခံစားရတဲ့အခါမှာချီးမွမ်းခြင်းတိုးရတဲ့အခါမှာဘာဖြစ်လာလဲငါအစွမ်းငါဆိုတဲ့ဒီအင်ကြီးပေါ့ဒါဖျားပေးတာဘသူတွေ့လဲဆိုတဲ့အခါမှာပထမကတော့ for God ဖြစ်ပါတယ် for God ကိုဖျားရဲ့ဘုံတော်ကိုချီးမွမ်းဖို့ဖြစ်ပါတယ်ကျွန်တော်တို့ဝန်ခံခြင်းအဖြစ်တက်တေခံခြင်းအဖြစ်ဖျားရဲ့ဘုံတော်ကိုသင်ရှားဖို့ဖြစ်တယ်ဆိုတဲ့အကြောင်းပထမအနေနဲ့ကျွန်တော်ဝေငှဖြစ်ပါတယ်ဒုတိယကတော့ဒီအင်ကြီးဘသူအတွက်လဲဆိုတဲ့ for us မိသားစုဆိုတဲ့ဒီအဆောက်အဦကိုကျွန်တော်တို့များဖြင့်စိတ်ဝင်စားကြဒါပေမဲ့ဘုရားဖြင့်စိတ်ဝင်စားတာအိမ်မဟုတ်အိမ်ထောင်ဖြစ်ပါတယ်အိမ်ထောင်ဖြစ်ပါတယ်ဆိုတဲ့အခါမှာအာရတော့အိမ်ထောင်ကိုတိဆောက်ဖို့ဘုရားကဒီအိမ်ကိုပေးတာဖြစ်ပါတယ်ကျွန်တော်ဖားကမှာကျွန်တော်လောဘနဲ့တမြင်ချင်းတွေတော်တော်ရှင်တော့သူတို့ရဲ့အကြောင်းတွေတော်တော်ပြောပြတယ်တခါတလေ USA မှာကျွန်တော်တို့အင်ဒီဝေလိုက်ပြီးခဲမဲနေအားကောင်းပြီးစစ်ပြီးကျွန်တော်တို့ရဲ့အာရုံကဘယ်ရောက်သွားလဲဆိုတဲ့အခါအဲ့ဒီခဲမဲပဲရောက်သွားတာဆိုတဲ့အခါမှာဘဝကိုဒီဆောင်ဖို့အင်ဆောင်ကိုဒီဆောင်ဖို့အချင်းပြကြရင်ကျွန်တော်တို့ကယုံကြည်ဖြစ်တဲ့အတွက်ကြောင့်ဇနီးကျွန်တော်တို့ခင်ဘုံများရဲ့ဒီဆောင်မှုအောက်မှာလိုအပ်တယ်အဲ့ဒီအရာအဲ့လိုဒီခရစ်ယာန်များအနေအားဖြင့်ဟောသူများယုံကြည်မှုကိုလိုအပ်ရှင်တော့ကျွန်တော်ကြည့်ဖို့မလိုဘူးကျွန်တော်တို့ကဖယားရှိတာကျွန်တော်ဒီဒီသားစုတွေရဲ့ဒီအင်ဂျီအိုဖျားတယ်တော့ဒီမှာအာနာစူပေါင်းကြတဲ့ဒီစီဝေးပြီးရဲ့အချိန်မှာကျွန်တော်တို့ကြားတဲ့ချက်တော့ဘာလို့ဆိုဒီကိုဘာလို့ရောက်စီလိုက်တော့ဘုံရှာကကြီးကဘာလဲငါ့ဖေရလတာအမှုဖက်နာမှုမှုချေယာရီရာရန်ကင်းဒါနဲ့ချေကျူအောင်လာရှမွန်ယာမီဒူဝနာကင်းတဲ့ချာဘောတော်နာကုဒီကုဒုံကံစံဘူမဖြင်းညံကအိုင်ရဲရောင်းနာမေအာဗြဟံနဲ့ဆာရာစာနိဖက်မနမ်ဘောကုအဲဇွန်တေနီတေကွန်ဒီကုဒုံကမရှာနီယူပုဂ္ဂိုလ်တို့ကမိယူတာမလို့ဆက်ဖို့ပါငါ့ခေယအစားထားရတဲ့ဘုံရောင်းရောနာဒီမီပြောမစစ်ဒီဆိုင်ရှိချူတူရာကဘာရှမွန်ယာမီတနည်းတဲ့ဂျုံခမ်လာနန်တဲ့လူရှာခမ်လာကအယံကွန်ကမ်ကရာဒီကုကိုအစပ်စပရင်းရစ်မူမိုင်လူရှာတဲ့ခမ်လာတဲ့တူကဂရမူဂါသာစကုံခုံဆာဘီရှူဘီရှာနေဘီရှူစတိုင်ယာရီကာဟိုနာDan lu shabe la ka Malaysia kong na ani ke lu shabe Bawm ka na sai du Yesu Kristo ani sangke Chyeju Shakawn ni la ka jom kham la na ka ai so to mai pandan lu howa gre sam an che wa he amen Nta
แต่ดุมตาก็งานนะช่องลำอสักเป็นลำโบกับสาวนะฉันรู้ฉันว่าเนี่ยอุตส่าห์ไอ้ลำจากุมโตตามมาตัดชีตามมาลำคู่ถัดไปสั่งกำนิ่งสั่งเลยอุตส่าห์มาขันไม่ยากก็พูดกันเอาลูกชายก็ว่าย้อนนะที่ฉันรู้องค์ล้มนะองค์ล้มนะย้อนนะจะได้ถึงช่วงนั้นดูนะKarai